blind ball ဖောက်ပြမှာပဲဖြစ်ပါတယ် blind ball ဖောက်ပါမယ်အဲ့တော့ပြည်တို့ကအရင်ဦးဆုံးဒီမှာအင်ဂျီလေးလေးပါဦးမယ်ရှင် Okay blind ball ကိုပါကိုလောက်ထားတာပေါ့နော် ID လေးကိုလည်းပြပေးသားမှာပဲဖြစ်ပါတယ်အဲ့တော့ ID လေးကိုတီးချင်တယ်ဆိုစောက်ထားတာတော့တိတ်ပြီးတော့ဘာမဖြစ်ဘူးပေါ့နော်တိတ်ပြီးတော့မလောက်ဘူးကွာအဲ့ဒါမို့လို့ပေါ့နော်ခြေပေါ်ဒါလေးကိုအရင်ပြောင်းလိုက်မယ် Alright, well, I'm scared to see what level 20 is now, because there's only 2 levels left in the entire game. And then we'll be max level in this game until the next update. So here we go. Let's just slowly climb our way up to level 21 here. Okay, black level like that, man. Let's go by blind ball pop, man, blind ball pop. ကိုဘာကိုစားရှင်လဲလှုပ်ရှင်လေးရတယ်ပေါ့နော်။အားထားတော့လှုပ်ထားတာပေါ့နော်။တိတ်ပြီးတော့အဆင်မပြေဘူးကိုလှုပ်ထားတာမှားသွားတာလေးနည်းပါ။တိုင်းဘက်ကရွဲ့နေကို။အဲကြောင့်လို့ပါနောက်တစ်ခါကြာရင်တော့ပလာလေးလှုပ်ပြီးမယ်ပေါ့နော်။တခြားလေးလှုပ်ပြီးပါမယ်။လွယ်လေးပေါ့နော်။ဘလိုင်းမလို့ရတဲ့ဟာတော့ချိန်လေးတိတ်မကြာရဘူးပေါ့နော်။ ID စစ်နေတချို့ကမတိကြဘူးကွာID စစ်နေလေးပြောပြပေးမယ်ပေါ့နော်တကယ်ပြီးတော့အရင်ဦးဆုံး ID စစ်နေပြောပြခင်ကြီးတို့ပြီးတော့ blind ball ဖောက်ချပါမယ်ကဲ blind ball ဖောက်မယ်ဆိုလိုက်ရလက်နေကဲ blind ball ဖောက်မယ်အရင်ဦးဆုံး ID လေးဟောပြလိုက်ပါမယ်နော်ကဲဒါလေးက blind ball လေးပေါ့နော်တိတ်တော့ဟောဖြစ်ပေါ့နော်တိတ်တော့မမိုက်ပါဘူးဒီပုံစံလေးပေါ့နော်ကဲအဲ့တော့ဖောက်ကြရအောင်ဒီမှာရွှေ့နေရပေါ့နော်ကျွန်မပြောရကဲတိတ်တော့ဟောမဖြစ်ဘူးပေါ့နော်ကျွန်မတို့ဘယ်ဟာနဲ့လုပ်မလဲဆိုပြပေးပါမယ် cross tail ဝင်လိုက်ပါမယ်နော်ဘယ်လိုဖောက်ရမလဲဆိုအောက်ကဒီ floor လေးပေါ့နော်အောက်ဆုံးက floor လေးဟုတ်ပါဘူး floor လေးအဲ့အောက်ဆုံးက floor လေးပေါ့နော်အဲ့အနီတန်းလေးပေါ့နော် floor လေးကိုနှိပ်လိုက်ပါမယ်အခါကျလို့ရှိရင်အနီချောင်းလေးထွက်လာပါလိမ့်မယ်ကျွန်တော်ရောက်နေနေရာကြီးကပင်လေကောင်ကြီးပါကျွန်တော်ခုမတိတ်နေနေအဲ့လိုလေးလုပ်လိုက်ပါမယ်အဝီတော့လို့ရှိရင်ဒီအပေါ်ရဲ့အဲ့အနီရဲ့ floor ရဲ့အပေါ်ကဟာလေးလုပ်လိုက်ပါမယ်ပြီးရင်တော့ဒီလေးလေးဟာလိုက်ပါမယ်ထားလိုက်ပြီးသွားလို့ရှိရင်တော့မကြည့်သေးဘူးအောက်ဆင်းမယ်အိတ်ကတော့တစ်ချက်မခံတော့ဘူးပေါ့နော်ကျွန်တော်အပြာရောင်လေးပောက်ပါတယ်လူထက်ကြီးနေရပေါ့နော် blind ပောက်ကတော့အပြာရောင်လေးပောက်ပါရဲ့ရှင်ကဲဒါလေးကိုပြန်ပိတ်ရအောင်မယ်လေအဲ့တော့ဒါလေးကိုပြန်ပိတ်လိုက်ပါအောင်မယ်ကဲဒါလေးကတော့ပိတ်ပြီးသွားပါပြီကဲ ID လေးပေးဖို့အချိန်ရောက်ပြီးတော့ ID စေ့နေပေါ့နော်ကဲဒီအရင်ဆုံး ID လေးပေးပါမယ်ဒါလေးပါနော်ဒီဘာကြီးကကျွန်တော်ကိုစောစောပေးပေးရဖြစ်ကောင်းဖြစ်နိုင်တယ်ဒါလေးမဟုတ်ဘူးကျွန်တော်ဝါကိုလိုလိုနဲ့အရှုံးမပေးဘူးခင်ဗျာသုံးဖို့လာပြီဒီလမ်းမှာဒီစိတ်ဖြစ်ပင်နေပါဘာလဲဖြစ်တော့ပါကျွန်တော်တွေးမှုနေပြီလေနေရမှာဆိုတာလဲနေကွယ်စားတော့တွေကလေခဏတစ်ချုပ်ပဲခံပါရေရှည်အတွက်ကျွန်တော်ဒါကြည့်ကြပါကြည့်တော့ဒါကြည့်ရဘလို့ကြည့်တော့အားလုံးအစိတ်တဲ့နေရတာကျွန်တော်ခုခိုင်းထားရေဘုံရရှိရတော့စိတ်တဲ့တော့ကျွန်တော် test လုပ်ကြည့်ရေခဏနေပါဦးကျွန်တော်ကြည့်လိုက်ရရေချိုရောရေငယ်ရောအားလုံးအစိတ်တဲ့နေရတော့ရေမန်းအားလုံးအစိတ်တဲ့နေရidea ပေါ့နော်အောက်မှာချပေးထားပါမယ်နော်ကိုမအောက်မှာပဲချပေးလိုက်မယ်ပေါ့နော် ID စစ်ညီလေးကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတဲကိုကျွန်တော်တို့တစ်ခုတော့ပြလိုက်မယ်ပေါ့နော်ဒါကြည့်ပါကြည့်လေဒါကြည့်ဘလို့ကြည့်နေရာကိုတော့ပြလိုက်မယ်ပေါ့နော်ဘလို့ဆက်ရမှာလဲပြီးတော့ကိုစောက်ပြီးသွားပြီပေါ့နော်အဲ့ဒါကိုကိုကထက်သွားဗီဒီယိုရရင်လည်းသွားချင်တယ်ကွာဒါပေမဲ့အဲ့ဒါကြီးကိုသွားလို့မရဘူးဘာဖြစ်တာလဲမသိဘူးဆိုလို့ရှိရင်တော့
ဘယ်လိုလုပ်ရမလဲဆိုရင်တော့ဒီ menu ထဲကိုဝင်လိုက်မယ်ပေါ့နော်ပြီးရင်တော့ပြည်က အဲ့မှာကျွန်တော်ကြောက်ကြောက်လန့်လန့်ပဲရှိရဲပြုတ်ကြသွားတယ်။ဒီတော့ကျွန်တော်လေကားတွေချားရတယ်ရှိရဲဆိုတော့အရင်တက်လာနိုင်လို့ ခဏလေးပေါ့နော် ပါပြီ။ကဲအဲ့တော့ကျွန်တော် ပြည်က cross ထဲဝင်ရမှာဖြစ်ပါတယ်အဲ့ cross ထဲဝင်လိုက်ပါပဲနော် ကျွန်တော်တို့ဒီတော့ထိခိုက်နေရဆိုလို့ရှိရင်တော့ DJ ထဲမှာငါးတွေကတော့အသက်ရှင်ဖို့ပြောနေတော့အဲ့ဟာ ပြီးသွားလို့ရှိရင်ပြည်တို့ကဒီ save ဆိုတာလေးကိုနှိပ်ရမယ်ပေါ့နော် save ဆိုတာလေးကိုနှိပ်ပြီးသွားလို့ရှိရင်ကိုမကစောက်ထားတာမရှိသေးဘူးအခုမှပထမဦးဆုံးစောက်မယ်ဆိုရင်တော့ save ကိုနှိပ်လို့ရတယ်ဒါပေမဲ့အခုမှစောက်မယ်ဆိုရင်ကြာပြီပေါ့နော်စောက်တာကြာပြီဆိုလို့ရှိရင်ကျတော့အဲ့တိုင်းနှိပ်လို့မရပါဘူးပြီးဆိုအဲ့လိုတစ်ခေါက်ဖြစ်ပြီးဝယ်ပေါ့နော်အဲ့လိုနှိပ်လို့မရပါဘူးဒီဘေးနားတွေဆွဲရတိကြရမလားအဲ့ဒါလေးကိုလိုက်လိုက်ပါအပေါ်မှာစာရန်လေးတွေပေါ်ပါတယ်အဲ့ဒါကိုမပေါ်စာရန်မပေါ်တဲ့နေရာမှာ save ဆိုတာလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဒီမှာပေါ့နော်ဒီအောက်မှာပေါ့နော်စာရေးရမယ်ပေါ့နော်ဘယ်လိုရေးရမလဲဆိုတော့ဒါကမင်္ဂလာခမ်းမှာဆိုတော့မင်္ဂလာလို့ရေးရပါမလို့ကြိုက်တယ်လို့ရေးလို့ရပါတယ်ဒီမှာပြပြပေးပါ ငါအစိမ်းတွေရလို့ရှိရင်ဒီဟာလေကျွန်တော်ကင်လို့ရတယ်ပေါ့နော်ကျွန်တော်ကောင်းတယ်ဗျာဒါတော့ပိုက်ကိုထိုင်တယ်ဘာလို့ရမှာလဲကွာကားမမရှိရတော့တေးချလို့အောက်လို့ ကဲဒါလေးကိုလှုပ်လိုက်ပါမယ်လှုပ်လိုက်ပြီးဆိုရင်တော့ဒီတိုင်းနဲ့မရသေးပါဘူးအောက်ကပြပြပေးပါ ဒီပင်ထဲမှာဘာသက်ရှိတော့ဒီကောင်မှချက်စားနိုင်မှာပေါ့ကျွန်တော်အဲ့လေးတနေ့တော့အပေလိုကြီးသွားလာပါဦးစောင့်ကြည့်နေတယ်ပြီးတော့ကဒါလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်ရအောင်မယ်ပေါ့နော်အဲ့ဒါနှိပ်မှရမှာပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပါ ကျွန်တော်လွယ်လွယ်လေးတော့ရှုံးပေးပါတော့ နှိပ်ပြီးတော့လို့ရှိရင်အဲ့အမှန်ချစ်တွေအကုန်လုံးအမှန်ချစ်လိုက်ပါအကွက်လက်ထဲမှာပေါ့နော်အဲ့ဒါလေးအကုန်လုံးနှိပ်လိုက်ပါပြီးအောက်ကဒီ Sams လာပါလားမသိဘူးအဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ဒီမှာသူကကြတော့အဲ့ ID လို့ပြပါရဲ့အဲ့ ID လို့ပြပြီးတော့လို့ရှိရင်copy လုပ်ချင်လေးရတယ်ပေါ့နော်ပြီးတော့ copy လုပ်ထားလိုက်ပါမယ်လုပ်ပြီးတော့လို့ရှိရင်အမားချစ်လေးကိုနှိပ်လိုက်ပါပြီးရင်တော့ပြပေးပါမယ်နော်ဒီ my post ဆိုရနေအောင်တော့လိုက်ပါဒီမှာဆိုလို့ရှိရင်ပြေကိုခုလာတော့နေရဖက်အဲ့ဒါကိုနှိပ်လိုက်ပါဒီဘက်က download ဆိုတာလေးပေါ့နော် download edit ဆိုလေးနှိပ်လိုက်ပါဒါဆိုရင်ချက်ချီကနေပါမယ်ဒီမှာဆိုလို့ရှိရင်အခုနာနေရာကိုပြန်ရောက်သွားပါပြီရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye နောက်ထပ်ရိုးပွားပဲလို့ကျွန်တော်ထပ်ဆိုင်တယ်အဓိကတော့ကျွန်တော်လေးတစ်ခုကိုအမြန်ချိန်ဖို့ပေါ့နော်ဒါတဘိုးတွေရောက်လာလို့ရှိရင်